ရေစာစကားမှာရရှိတာဖြစ်ပါတယ်ရုပ်ရှင်လူပညာရှင်အတတ်ပညာရှင်များနဲ့ဧည့်သည်တော်များခင်ဗျာရွှေနရီရွှေရုပ်ရှင်ကထုတ်လုပ်ပြီးဒါရိုက်တာနေပိုင်ရိုက်ကူးတဲ့ရေစာရုပ်ရှင်ဇာတ်ကားမှာဖြင့်မြင့်မြတ်ဟာစီပင်တန်ရှင်းဝန်ထမ်းဘိုးထောင်အဖြစ်တရုတ်ပြည်ပြင်ပိုင်းတိုင်းစွာတရုတ်ဆောင်သွားနိုင်ခဲ့ပါတယ်ရေစာဇာတ်ကားမှာမြင့်မြတ်ဟာဘိုးထောင်ဖြစ်တဲ့ဝစ်စားဆင်းရဲပုံကအစဇက်နဲ့လိုက်ရုံညီထွေဖြစ်အောင်ဇက်ကောင်စရိတ်မှန်ကန်အောင်ဝစ်စားနိုင်ခဲ့တဲ့အပြင်ခံစားချက်အတိုင်းဇက်ကားစလေဆုံးတဘာဝကြကြထိထိမိမိဒေသက်နိုင်စွာတရုတ်ဆောင်နိုင်ခဲ့တဲ့အတွက်2025ခုနှစ်တွင်အကောင်းဆုံးအမျိုးသားဇက်ဆောင်စုကိုမြင့်မြတ်အားမြန်မာရှင်ထူးချွန်စုစီစဉ်ကဲဖြတ်ရေးအဖွဲ့ကရွေးချယ်ချီးမြှင့်ခဲ့ရခြင်းပဲဖြစ်ပါသည်အကောင်းဆုံးအမျိုးသားဇက်ဆောင်စုရှင်မြင့်မြတ်ရဲ့ပြောင်မြောက်လာတဲ့တရုတ်ဆောင်ချက်တွေကကောင်းတို့ရရပြောက်ွက်တချို့ကိုထုတ်နှုတ်ပြသသွားတော့မှာမို့ရှုပ်ပြင်းခံစားအားပေးကြပါခင်ဗျာကိုယ်ဝမ်းစိတ်ဝင်ကြည့်ဒီထုတ်မတော်ပါဘူးဘယ်တော့ဒီကနေပေးလားကိုယ်ဘယ်လိုလုပ်လိုက်တာလဲကိုယ်ဘာလို့မလို့လဲညီမလေးရဲ့ညီမလေးအကွာလမ်းဘေးမှာအမိုက်သိမ်းနဲ့စီပင်ဝင်နေဆိုတော့သူတို့တိတ်သွားလို့ရှိရင်ညီမလေးဘယ်တော့မှတိတ်ခါကြနောက်ကညီမလေးနဲ့လမ်းမှာတွေ့ဘယ်တော့မှမခေါ်ပါနဲ့တော့မောင်နှမနဲ့တိတ်ခါမချအောင်ဆင်ခြင်ပေးပါအေးပါသူရရဲ့တော့တခါလမ်းမှာတွေ့မခေါ်မိအောင်ကိုယ်ထိမ့်ပါမယ်ဘယ်လိုလုပ်လိုက်တာလဲသူရရဲ့မင်းဖုန်းလို့ခြင်းနေဆိုလို့ငါလုံးဝရမပုံဝင်ဝေးကြောင်ငါအိမ်မှာလို့သွားလို့တာသူရရဲ့ဘယ်ငါစီနာမဆိုးရမနဲ့ကွာမင်းဝင်လာဖုန်းနဲ့ကြည့်တော့အဲ့လိုကြီးပတ်ပြုတ်လမ်းမေးကချောင်းစားတော့ကင်တော့တည်ညီမလေးအကူကစီပင်မှာအမိုက်သိမ်းနဲ့ဝင်နှမ်းမှာဆိုပြီးတော့ညီမလေးကဘယ်မျက်နှာနဲ့မိတ်ဆက်ပေးရမှာလဲပြီးတော့ရပြီညီမလေးကျွန်တော်
所以故意打的你，免费的拉萨故意来，俺就把你对看家吧，谁抢你把你，故意叫你把你，本多么对看不家是好，故意你把你不拉萨不拉拢了。2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုရှင်အကယ်ဒမီမြင့်မြတ်အားထူးချွန်ဆုချီးမြှင့်ပေးနိုင်ပါခြင်းပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အောင်အားလေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာ2025 ခုနှစ်တွင်အကောင်းဆုံးမျိုးသားဇက်ဆောင်ဆုရှင်ကယ်ဒမီမြင့်မြတ်ရှင်ထူးချွန်ဆုလက်ခံပေးနိုင်ပါရန်လေးစားစွာဖိတ်ခေါ်ပါတယ်ရှင် 2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုရှင်အားထူးချွန်ဆုချီးမြှင့်ပေးပါသောပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ2025 ခုနှစ်တွင်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုရှင်ကယ်ဒမီမြင့်မြတ်ကကျေးဇူးတင်စကားပြန်ကြားပြောဆိုပေးပါရှင် အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေခင်ဗျာဒါကျွန်တော်ဒုတိယမိအနန္တရဏ၅ပါးကိုစီမင်းထက်ကနေကျွန်တော်ကာရဝပြုပါတယ်ကြွရောက်လာတဲ့နိုင်ငံတော်အကြီးအကဲများမြန်မာနိုင်ငံရုပ်ရှင်လောကသားများအားလုံးလည်းကျွန်တော်စီမင်းထက်ကနေကာရဝပြုပါတယ်ခင်ဗျာကျွန်တော်အခုရတဲ့စုကဒါကျွန်တော်တို့တနိုင်ငံလုံးမှာရှိတဲ့စီပင်ဝန်ထမ်းတွေကိုကိုးစားပြုပါတယ်ခင်ဗျာကျွန်တော်တို့လည်းအမြဲတမ်းအမှတ်တရဖြစ်နေမဲ့စုပါပြီးတော့ဒါထုတ်လုပ်ရေးပေါ့နော်ဒီကားကိုထုတ်လုပ်ပေးတဲ့ဒါ Unity ရွှေ production ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဒီကားကိုဖန်တီးတဲ့ဒါရိုက်တာကျွန်တော်ရဲ့ဆရာကိုနေပိုင်အာစရီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်စံညွန်းကိုလွမ်းဝေအောင်နောက် DOB ကိုသားကျော်ပြီးတော့ကျွန်တော်တို့တစ်ဖွဲ့လုံးပေါ့နော်အဲ့လိုရန်ပင်မတ်နဲ့လုပ်ကြတဲ့ကျွန်တော်တို့ဆက်ဖွဲ့တယောက်ချင်းစီတိုင်းအောင်လဲကျွန်တော်အရန်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအားကြမခံပြောပါဦးမယ်ဒါကျွန်တော်နဲ့အတူတူပေါ့နော်စိုးတူကောင်းပတ်အဲ့လိုကျွန်တော်ကိုပါရမီဖြည့်ပေးတဲ့ကျွန်တော်ရဲ့ဇနီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်စကားပြောကြားပေးပါတော့အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုရှင်အကယ်ဒမီမြင့်မြတ်အားကျေးဇူးတင်ရှိပါတယ်ခင်ဗျာကြွားရောက်အားပေးချီးမြှင့်ကြတဲ့ဧည့်သည်တော်ကြီးများနဲ့ရုပ်ရှင်နုပညာရှင်တက်ပညာရှင်များရှင်2025 ခုနှစ်အတွက်အကောင်းဆုံးရုပ်ရှင်ထူးချွန်ဆုများအားလုံးကိုရင်ခုန်စိတ်လှုပ်ရှားပွဲရာဖွင့်ပေါက်ကြီးညာလို့ထူးချွန်ဆုများကိုချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်ထူးချွန်ဆုရရှိခဲ့ကြတဲ့အနုပညာရှင်တက်ပညာရှင်များအားလုံးကိုလည်းဝန်းမြောက်ဂုဏ်ယူပါကြောင်းပြောကြားပါရစေရှင်